အတိတ်ကအနာဂတ်ကိုကိုစားမပြုဘူးဆိုတာတင်သိခဲ့ရင်အချိန်တစ်ထောင်အောင်မြင်မှုမရခဲ့ရင်အချိန်တစ်ထောင်တစ်ကြိမ်စူးစမ်းဖို့အတွက်ပြင်ဆင်ပါ9ကြိမ်လဲရင်10ကြိမ်ပြန်ထပါအောင်မြင်မှုဆိုတဲ့အရာကလဲကျပြီးပြန်ထတဲ့သူတွေအတွက်တာဖြစ်ပါတယ် Jack Ma က KFC မှာအလုပ်လျှောက်တယ်မရဘူးရဲအလုပ်ပြန်လျှောက်တယ်မရခဲ့ပြန်ဘူး China Yellow Page လောက်တော့လဲဆုံရှုံသွားခဲ့တယ်အဲ့ဒီအရှုံးတွေကြောင့်ပဲ Alibaba လောက်တဲ့အခါမှာတတိထားတက်လာတယ်2014ခုနှစ်စက်တင်ဘာမှာ New York Stock Exchange မှာ IPO လုပ်ခဲ့တယ် US သမိုင်းမှာတော့အကြီးမားဆုံး IPO ဖြစ်ခဲ့တယ်ဒီလိုပဲမလေးရှားရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တူ businessman တူဖြစ်တဲ့ Robert Kunhanil ကအမျိုးအိမ်မှာနေပြီးအကူဘဝနဲ့စပြီးမှ businessman တူဖြစ်လာပြီးအချမ်းသာဆုံးပုဂ္ဂိုလ်တူဖြစ်လာခဲ့တယ်ထိုနည်း၎င်းပဲအာရှမှာအောင်မြင်ဆုံးပုဂ္ဂိုလ် businessman တူဖြစ်တဲ့လီကာရှင်လည်းဝန်ချိုရဲ့မြို့လေးတစ်မြို့မှာမွေးဖွားတယ်ဟောင်ကောင်ရောက်တယ်နောက်တော့တရုတ်ပြည်အာရှမှာအချမ်းသာဆုံးနဲ့အောင်မြင်ဆုံး businessman တူဖြစ်ခဲ့တယ်တင်ပယ်မှာမွေးလဲဘယ်ကစလဲဘာကြောင့်တက်လဲဆိုတာအရေးမကြီးပါဘူးပြီးခဲ့တာကပြီးသွားပြီတင်ပယ်ကိုတွားနေလဲဆိုတာပဲအရေးကြီးပါတယ်အတိတ်ကအနာဂတ်ကိုကိုစားမပြုတ်ဘူးဆိုတာတင်သိပြီးလက်ခံခဲ့ရင်အတိတ်ကိုယခုပစ္စုပန်အနာဂတ်ထိဆွဲယူလာပြီးမှတင်ရဲ့ဘဝကိုမဖြတ်စည်းပါနဲ့